တို့ရင်သွေးလေးရေဒီတခါပြောပြမဲ့ပုံပြင်လေးရဲ့နာမည်ကတော့အနီရောင်မောကအင်ကြီးပဲဖြစ်ပါတယ်နော်တနင်္ဂနွေနေ့ကမာနုရဲ့မိဘများကသူ့အတွက်အနီရောင်မောကအင်ကြီးတစ်ထဲဝယ်ပေးခဲ့တယ်မိမိကျွန်တော်အခုဝယ်လို့ရပြီလားလို့မာနုကမေးလေမရသေးဘူးလေသားရဲ့မိုးရွာတော့မှဝတ်ပေါ့ဒါပဲပဲအခုထိကောင်းကင်မှာကြည်လင်နေတော့ပဲလို့သူ့မိကပလန်ချီတယ်တနင်္လာနေ့ကလည်းနေတာပြီးတောက်ပါနေခဲ့တယ်ဒီနေ့ရောမိုးရွာမှာလားမမီလို့မာနုကမိတယ်ဒီနေ့တော့မရွာဘူးမာနုတကယ်လို့မင်းမိုးကအန်ကြီးဝင်မယ်ဆိုလဲလူရဲ့ဆရာကြီးဖြစ်နေမယ်လို့သူ့အမေကပလန်ချီတယ်အင်္ဂါနေ့ရောက်ပြန်တော့ကောင်းကင်ကြီးကပြားလဲနေတော့မယ်မမီဘယ်တော့မှကျွန်တော်ဆန္ဒပြမှာလဲလို့မာနုကမေးတယ်ဒီနေ့မဟုတ်ဘူးပေါ့ငါသားရဲ့ကောင်းကင်မှာအဖြူရောင်တင်တိုက်တစ်ခုတည်းရှိတာကွယ်လို့သူ့သမီးကပြန်ဖြေတယ်ဗုဒ္ဓဟူးနေ့ရောက်ပြန်တော့ပူအိုက်နေတော့မိမိဘာလို့မိုးမရွာရတာလဲလို့မာနုကမေးတယ်ငါသားသိမကြခင်မိုးရွာမှာပါကွယ်နေ့လည်းမတိုင်ခင်တော့ဖြစ်နိုင်သေးတယ်လို့သူ့အမေကပြန်ဖြေတယ်ကြာသာပတိနေ့ကျမာနုကပျော်ပွဲစစ်ခီးတကူထွက်ခဲ့တယ်မိမိမိုးရွာရင်ဘလို့လို့မလဲကျွန်တော်မိုးခအင်ဂျီယူခဲ့ရမလဲလို့မာနုကမေးတယ်မလို့ဘူးသားဒီနေ့မိုးမရွာဘူးတိမ်တိုက်အဖြူရောင်လေးနေကကောင်းကင်ရခမင်းမင်းနေရာမှာရှိနေတာကွယ်လို့သူ့အမေကပြန်ဖြေတယ်တောက်ကြနေကြတိမ်ထူခဲ့တယ်မမေဒီနေ့မိုးရွာမယ်မလားလို့မာနုကကြဲလောင်စွာအော်မေးတယ်ရွာနိုင်တဲ့သားရဟိုးကောင်းကင်ပေါ်မှာအမြဲရောင်တိမ်တိုက်လေးရှိနေတယ်လို့သူ့အမေကပြန်ဖြေတယ်စနေနေ့ကတော့တက်ကြွမှုအပြည့်နဲ့စတင်ခဲ့တယ်ဘာဒါဘွန်းမမေကျွန်တော်ကြားလိုက်ရတာမိုးချင်းတန်မလားမကြခင်မိုးရွာတော့မှမလားလို့မာနုကမေးတယ်နောက်ဆုံးမှာတော့မိုးစတင်တော့တွန်းခဲ့တယ်အိုးမိုးရွာပြီးဟေးလို့အော်ပြီးမာနုပေးထွက်သွားခဲ့တယ်ဟေးမာနုသူနောက်ကိုပြေးလိုက်ရင်အော်ပရိုတယ်မင်းရဲ့မိုးကအင်ဂျီကိုမင်းမိသွားခဲ့ပြီနောက်ဆုံးမှာတော့မာနုလေးဟာအနီရောင်မိုးကအင်ဂျီလေးကိုဝတ်ခဲ့ရပြီပေါ့နော်ပုံမြင်လေးကတော့ဒါပါပဲကွယ်ပုံမြင်လေးကိုအဆုံးအထိကြည့်ရှုပေးလို့ကျေးဇူးတင်ပါတယ်တို့ရင်သွေး channel လေးကို like and subscribe လုပ်ဖို့မမေ့ပါနဲ့နော်